ကြောင်းတိုင်းနဲ့တမင်းစားခဲ့တယ်ဆိုတာလေတမင်းကြီးပြောင်းစားခဲ့တာအခုလည်းရပြမပေါ့ကျွန်တော်ဒီကိုတော်တော်တက်ကြည့်လိုက်ရင်စူးစမ်းခဲ့ကြတဲ့အမှတ်တရလေးဆိုတော့ဒီနေ့ပိတ်တဲ့တွေကိုကျွန်တော်စူးစမ်းလာတာလေးပြခွင့်ရပြီဆိုတော့အမှတ်တရအများကြီးဖြစ်ပါတယ်အခုဒီဟောတော့ဒီမြန်မာပြည်တွေလည်းအဲဒီတာတူတူလက်တူတူညားတော့ပေါ့နော်ဟိုအားရပါပါဒီဟာကိုသူ့ရဲ့တမျိုးစီထက်ကွဲဖြတ်နေတာချင်းများလို့ပါခရိုက်တာကင်းကြီးပြောဆောင်တာတော့ကျွန်တော်ကဒီမှာဒီတယောက်တမျိုးစီရောနော်ခါကြောင်အားလုံးပေါင်းပြီးတော့ပြောဆောင်အားခါမှာအလေးရောအများကြီးပါပဲအမှတ်တရရောအလေးရောအများကြီးပါပဲဒါပေမဲ့စီလုံးနဲ့စကားတကားကိုအကောင်းဆုံးဖို့ထားပါတယ်အခါလိုအဲ့လေးလေးရလည်းကင်မစီရမိဟုတ်တယ်အားကြီးပါပဲကျွန်တော်တို့ဒီနောက်ဆုံးမှာလည်းတကယ်ကိုကျွန်တော်မိဘမြတ်တာပေါ့နော်အဲ့ဒါလေးကိုလည်းပြလာတယ်အရှိမှလည်းကျွန်တော်တို့အားရုံလည်းအလွယ်လေးနဲ့ပျော်စရာလေးလည်းပါပါတယ်အဲ့ကျမှလည်းကျွန်တော်မတိုက်ထားမဲနဲ့ဖြစ်သွားတဲ့အခန်းလေးလည်းအများကြီးရှိတယ်နော်ဟုတ်တယ်ဘယ်လိုအခန်းလေးလဲဆိုတော့ရက်တော့တဲ့ခန်းလေးပါတော့အဲ့ဒီကဖြစ်လာတဲ့အရာကိုမူတည်ပြီးတော့ဒီဆိုတကယ်တမ်းတော့အမှန်လေးဘယ်လိုလဲမသိဘူးပြောပါတော့အဲ့ဒီတော့မနေ့ကဆိုအဲ့အခန်းတီးတဲ့အချိန်ကပြန်ရမယ့်အချိန်ဆိုတော့တလေးတော့ဝီလီမူအမှုတော့တော့ကြားကြတာပေါ့တယောက်တစ်မျိုးစီတောက်ရင်းနဲ့ရိုက်ပြတော့အဲ့ထဲမှာပါတယ်နောက်ဆုံးပလော့လေးဆိုရင်တကယ်မူပြီးပြောလိုက်တဲ့ခန်းတွေပါတယ်ပေါ့မူရဲ့စီကတကယ်ထွက်လာမှုကြည့်နေဟုတ်တယ်ပုံမှန်ဆိုမထွက်ရင်လဲလိုက်ကိုဦးလုံးပဲဒီတောင်ဆိုဟုတ်ပါတယ်ကွာရုပ်ရှင်ထဲမှာရှိရအမှုဆုံးတယောက်ပါလိုက်တယ်အမေကျွန်တော်တို့အဲ့ဒါကမှရကျွန်တော်အဲ့မှာကိုခြာပြီးရက်တာလည်းမျိုးစုံရှိတယ်တယောက်တည်းလို့စားပဲစကီပါပါရဲ့ပြန်မျိုးစီယူရကျွန်တော်တောက်လိုက်တာကျွန်တော်ပြန်မူးပြီးပြောင်းခုရပါတော့ဘာလဲပြောတာလေကျွန်တော်ကမမွေးရင်တိတ်ပြီးစကားအရင်ပဲဘိုးကကျွန်တော်ကအကုန်တွက်တယ်အဲ့လိုမျိုးဆိုတော့အားလုံးပတ်နှုတ်ဆက်ပြီးတော့ဖတ်ပြီးတော့ပြန်သွားအဲ့ဒီကခမ်းရတော့မရှိပါဘူးအဲ့ကျွန်တော်ကနေတော့အဲ့ဟိုတမင်းစပယ်ဟုတ်တယ်အတကောင်းနဲ့ကျွန်တော်ဘာမှမတော့ပြီးစားရဖြစ်တာကျွန်တော်ရှိရနေပြန်သွားတာပဲဒါနော်ဟုတ်အဲ့ဒီချိန်ကကျွန်တော်တို့ဒီတူတားမယ်ငါတားမယ်ဆိုစိတ်လုံးဝမရှိပဲအပြိုင်ဆိုင်ပေါ့နော်အဓိကကိုဆိုးမှုပင်ပန်းတာပါပဲလေ9ရက်လုံးညှိရတာဆိုတော့လေကျွန်တော်ပြောတော့မယ်ဟုတ်တယ်ကျွန်တော်အရန်ဟိုပျော်ကြတယ်ကျွန်တော်တို့ကစိတ်ပေါ်မှာလဲဟာတာကိုပြောပြီးရိုက်ကြတာဆိုတော့လေဟုတ်ကိုနေကကျွန်တော်ကမရိုက်တဲ့မပိုင်းလို့ရပြီးမှအပိုင်းလို့ရပြီးတော့ရားပါဒါပြောတယ်ဟာဒါမှလည်းဒီစားလို့ပါတော့ဟုတ်ကျွန်တော်လည်းဒေတာဗီဒီယိုရှိရလေဟုတ်တယ်ရိုက်လို့မရဘူးအဲ့လိုကဲကစဖောက်လိုက်ရင်ပြည့်ဟုတ်တယ်ဒီကတယောက်ဒီကျော်တယောက်သေးပါကျွန်တော်နောက်တယောက်ထားရင်ပြည့်မင်းတို့ထင်းရအဲ့စကားကိုအဆောက်ကင်းရနေကြောက်ကောင်းလေးများလို့တောင်းပလိုက်လို့မလုပ်ပါနဲ့လို့ဒီလည်းပဲကြိုက်လို့ပါဟုတ်တယ်အဲမှာဒါရုပ်ရှင်တွေမှာကြည့်ရတဲ့အခါမှာပို့ပြီးတော့ကြည့်ရပါတော့ဘယ်လောက်ဆိုတော့ပါပါရဲ့တိကျပါအပြည့်ပါအဲ့ဒီမှာအားလုံးနဲ့ထပ်ပြီးဝန်နေရတဲ့စုပ်နဲ့တခန်းတော့ရှိတယ်အဲ့ဒီမှာတော်တော်လေးမှုကနော်တော်တော်ရောက်တယ်ဟိုကျွန်တော်ဆိုလဲဟိုကြိုက်ပြီးလို့တော့ရှင်းပြဝန်နေနေတော့ပါဟုတ်အဲ့မှာကျွန်တော်တို့ပို့ပြီးတော့ထူးကြတာမေချိုဖြစ်တဲ့အတွက်မေချိုကဒါလည်းတစ်လုံးပြောလိုက်ရင်တစ်ခေါက်တစ်ချောင်းပြောလိုက်ရင်ကျွန်တော်တို့ပို့ပြီးဟတ်ထိစေတယ်ပေါ့နော်အဲ့ဒါဆိုတော့အရင်တားရုံမှုအများကြီးအရင်မလုပ်ပါပဲနဲ့မေချိုရဲ့စကားလုံးတားတော့တစ်ချောင်းကလည်းကျွန်တော်တို့ကိုအများကြီးထောက်ပံ့ဖြစ်တယ်ဆိုတော့မေချိုကိုကျွန်တော်ဒီနေရာနေကျေးဇူးအများကြီးတင်ပါတယ်ဘာလို့ကျွန်တော်တို့အားလုံးကိုသိက္ခာပြိုက်ပေးရတဲ့အတွက်နော်ဟုတ်တယ်ဒီကားလေးက28ရက်ရုံတော့ရှိပါတယ်ဒီမှာမတူတဲ့ case တမျိုးဝေးထားဖြစ်တဲ့အတွက်ဒီကားလေးကိုလာတော့အတူခိတ်ခွဲပါတယ်ဒီကောပါနည်းနည်းသိတယ်ဆိုတော့ဒါအရင်ကျွန်တော်တို့ဒီစားလေးစူးစမ်းထားပဲချက်ပါရဲ့ပြီးဟိုချပြတဲ့နိုင်ပဲအများကြီးရှိရဒီပါလာဒီချိန်မှာနည်းနည်းသိတယ်မျိုးမျိုးရောက်သွားဒီခက်ဖတ်ပါတယ်ချက်ပြဒီကျွန်တော်ရဲ့ဒီအောင်ဟိတ်ပူတဲ့ရှင်းအားထုတ်မှုရောကျွန်တော်လည်းအကောင်းဆုံးကြိုးစားမှုတွေနဲ့ဂျုံတွေရောက်လာတဲ့အခါအားပေးကြပါဦး